တကြံမှာရက်တောက်မဲ့လူတွေပေါ့နော်ဘီယာတောက်မဲ့လူတွေကိုကြံပေးတာပေါ့နော်ရာသီဥတုကတေးကြတယ်မန္တလေးဆိုရင်40လောက်ရှိမယ်နေ့လယ်မှာတော့ဘီယာတော့ပဲကောင်းတယ်အဲ့ဒါအရေးရတဲ့ချိန်မှာတောက်ရတယ်အဲ့တော့ကျွန်တော်ပြောသလိုပေါ့ဘီယာတောက်ရင်ရေမများတောက်နော်ဘီယာကိုဖြည်းဖြည်းချင်းတောက်နော်အရေးရနေမှာတောက်ကောင်းတာတော့ရေရင်တောက်လိုက်စီးတွေသွားလိုက်နေပူတဲ့ပြန်လိုက်ချက်ချင်းဘီယာကိုတန်းမတောက်နဲ့အပူကနေအေးကို short ရတယ်ကျွန်တော်ခန္ဓာကိုယ်ကဒီ thermal regulation ကိုကျွန်တော်မထိန်းနိုင်ဘူးခန္ဓာကိုယ်ကဒုံတိုင်းဆိုရင်မသိရင်တော့ short ရတတ်တယ်အဲ့တော့အရန်ပူတဲ့နေချက်ချင်းအေးတာကြီးခွက်ခနဲ့မတောက်ရအောင်ဒီကတော့အေးမှာပဲကောင်းပါလေဒါပေမဲ့ခုနရေရင်တောက်နော်ရေတောက်ပြီးတော့ခဏလေးထိုင်အောင်နော်အဲ့လိုဟိုပေါ့အပူချိန်ကြအောင်ခဏစောက်ဒီမှာကောင်းတာတော့စီးရွယ်သွားလိုက်ရင်ကောင်းတယ်ဘီယာကိုတောက်ဒါပေမဲ့နေပူတဲ့ချိန်မှာအဲ့လိုကြံလေတဲ့ချိန်တို့နော်ရေဆိုကြီးနဲ့တောက်နေရင်တော့ရိတ်ရတဲ့ကိစ္စမရှိအပူဆိုရင်သူက dehydration လို့ခေါ်တယ်သူကဘယ်လိုပြောမလို့ရှေကစီးများများထွက်တာပေါ့ချွေးထွက်များရင်အဲ့ဒါ short ရတတ်တယ်ဘီယာအများကြီးတောက်လို့လည်းမရအပူရှက်တာပေါ့ heat stroke တွေပဲရတတ်တယ်အဲ့တော့သူကဘာလဲဆိုတော့ဘီယာတောက်ရင်ဟိုဘယ်လိုပြောစားနည်းနည်းလေးပါတာတောက်ရတယ်စားရတယ်ဥပမာကွာမြေပဲစားလို့လိုအမျိုးပေါ့နော်ဒီခါလေးဘာမှမရှိရင်အဲ့လိုမျိုးဟိုခောက်ဆွဲကြောက်လေးနဲ့နည်းနည်းမီးလိုက်တာကောင်းတယ်နေပူတဲ့ချိန်ကိုပြောတာနော်ခောက်ဆွဲကြောက်ကရတယ်ဒါပေမဲ့ခုနပြောလို့ပေါ့အမြဲတမ်းစားလို့ရတာမဟုတ်ဘူးသူကနေပြင်းချွေးထက်များရင်သူကအငံချွေးရအငံမဲ့လေအငံကိုပြန်စားရတယ်အဲ့မှကျွန်တော် coffee တောက်တာများရင်စီးသွားတယ်စီးသွားရင်သူက coffee နဲ့စားနဲ့ထည့်တောက်ရတယ်အဲ့လိုစီးသွားများတဲ့သူကျတော့စားထည့်တောက်ရတယ်ကျွန်တော်ဆို pressure ကျတယ်အဲ့လိုစားလေးနဲ့ထည့်တောက်ရတယ်ကျွန်တော်မြန်တော့ဘာနေစားထည့်တာသူကအကျင့်ပေါ့ရှေးလူကြီးတွေဆိုတော့အဲ့လောက်အများကြီးတော့အဲ့လောက်မဘာတုတ်မှအရွက်တုတ်လဲစားထည့်တယ်နောက်ဆုံးကရေတောက်တော့မေးစားထည့်လာတော့မေးရတယ်အဲ့လိုကြီးတော့မထည့်နဲ့လို့သူကတော့စားရမ်းသုံးတာသူကဒါမဲ့စားကနော်တကယ်ကြခန္ဓာကိုယ်နဲ့လည်းလိုအပ်တာရှိတယ်ဒီလိုမျိုးအဲ့လိုနေပူတဲ့ချိန်မျိုးတွေမှာအော်ဓာတ်စားတောက်ကြတာလေကျွန်တော်ခန္ဓာကိုယ်ဓာတ်စားလိုတယ်သွေးတိုးသမားလည်းတောက်လို့ရတယ်ချွေးထွက်များရင်ပေါ့နော်ချွေးထွက်များရင်ပေါ့သွေးရမ်းတက်နေတော့မတောက်နဲ့ပေါ့နော်အဲ့ကြောင့်မို့သူကစားတစုံဆိုရေဟိုတကြားရှစ်စုံပေါင်းပြီးတော့ရေနဲ့ရောတောက်ရတယ်ဓာတ်စားမရညရဆိုလေနော်အဲ့တော့ပြောပြရနေရမ်းပူရင်တော့နေ့လယ်ပိုင်းလောက်ကိုဘီယာပဲကောင်းတယ်ညမှာဝီစကီတောက်နေပူတဲ့မှာဘီယာတောက်တော့လက်သွားမှာသူကဒီရေထက်ခန်းသွားတာပေါ့ခန္ဓာကိုယ်ရှော့ရသွားတာပေါ့အပူဟိုပေါ့သူကစားကသွေးကြောထဲမှာရှိတဲ့ရေကိုထိန်းထားပေးတယ်စားတတ်မရှိရင်သူကအရန်တောက်တာများရင်သူကခန္ဓာကိုယ်ကဘောလုံးကျသွားတာပေါ့နော်ကတ်သွား pressure တွေကတ်ပြီးတော့သွေးပေါင်တွေထိုးကျသွားတယ်အဲ့မှာ short ရတတ်တယ်သူက pressure ဆိုတာအပေါ်သွင်းအောက်သွင်းကတ်လို့မရအောင်ကတ်တာနဲ့ short ပဲသူကအဲ့တော့နေပူတဲ့ချိန်မှာတတိထားရမယ်ဝီစကီကတော့ညမှာပဲတောက်ပြောချင်တာဘီယာတစ်ခွက်ရေတစ်ခွက်တောက်တာအကောင်းဆုံးပဲဖြည်းဖြည်းတောက်ပါနော်ဖြည်းဖြည်းတောက်ဝေါကနေမချနဲ့နော်